ဝေနန်းစီအမွေမဟာဂီတအစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့မဟာဂီတချစ်သူအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်ဒီကနေ့ထင်းသိမ်းမျှဝေနန်းစီအမွေမဟာဂီတအစီအစဉ်ကနေတင်ဆက်မဲ့တီးသချင်းကတော့မော်ယုံဟေဝန်အစချီယူရီးယားကြည်တီးချက်သချင်းဖြစ်ပါရဲ့ရှင်ကုန်းမောင်ခေပြင်ဆင်မင်းသားရေးသားထားပြီးယူရီးယားဘာသာအခေါ်ချွတ်ချံအမျိုးအစားလေးဖြစ်ပါတယ်။ရာမယနာဆက်တော်လာတီတာမင်းသမီးကသမင်ကိုမြင်တော့ဖမ်းပေးရန်ပူစားတဲ့အတွက်ရာမမင်းသားကလိုက်လံဖမ်းဆီးတဲ့ဇက်ဝင်ကမ်းမှာတီဆူတီးခတ်ရတဲ့ဇက်ပူတီးတစ်ပုတ်လေးဖြစ်ပါတယ်။တီးဟန်ဆူဟန်အနေနဲ့မူခွဲအချို့ကိုလည်းတွေ့ရပါတယ်ရှင်။အသုံးမြူတီးခတ်ရတဲ့စီဝါအမျိုးအစားကတော့ဇုံစီဖြစ်ပါတယ်ရှင်။နာတော်တာစင်တော်မူကြပါရှင်။慢慢久久再来回。
ဆောင်ကစံကန်ငယ်ပုံကွာတော့ကနာစိတ်ဆွဲမှန်ပါရိုင်းပြမှုရာဒီကံငယ်စောလာညံပန်းကူမြိုင်ငုံမြင်စုခိုင်ညာလန်ပန်းအောင်သာရှောင်းခွာထက်ခါညက်တော်ပွားပြန်နေရှောင်းခွာထက်ခါညက်တော်